waiting for ပွဲသွားပါမယ်ပွဲလုပ်တဲ့နေရာကပတ်ရရဲ့ဟိုတယ်မှာဒါကတော့ဟိုတယ်ဝင်စီစဉ်ထားတဲ့ပုံစံလေးပါလုံးဝအရန်လှတယ်ဓာတ်ပုံတွေအများကြီးလည်းရိုက်ခဲ့ရပေါ့နော် waiting for ဆိုတဲ့အတိုင်းဒရိုးသားဒရိုးသမီးလိုအပ်တာတွေဒါဆောင်တစ်ခုမှဘာတွေလိုအပ်တယ်ဆိုတဲ့အရာတွေအားလုံးကိုပြသထားတာတွေ့ရပေါ့နော်ကိုကလည်းမင်္ဂလာတစ်ခါမှမဆောင်ဘူးတော့မင်္ဂလာဆောင်တစ်ခုမှဒါတွေကအများကြီးလိုအပ်ပါလားဒါတွေကတကယ်လိုအပ်ပါလားဆိုတာတွေကိုလည်းသိသွားခဲ့ရပေါ့နော်များသောအားဖြင့်တော့မင်္ဂလာဆောင်တစ်ခုကိုသွားရဲပြီးတော့မင်္ဂလာဆောင်ကကျွေးရမှုကိုစားရဲပြီးတော့ဒရိုးသားဒရိုးသမီးကိုကြည့်ရဒီလောက်ပဲပေါ့နော်ညနေမှာဆိုတော့မနက်ပိုင်းအခမ်းအနားစီစဉ်တာရှိရဲဘူးတွေစီစဉ်တာရှိရဲပေါ့နော်အဲ့ဒါတွေလိုက်ဆက်စုပြီးတော့လိုက်ရိုက်ထားတာလေးရလဲကိုဝစ်ချင်စရာလေးကြီးပဲအရန်လှတယ်ပုံတော်ဖက်နဲ့လေးတွေကလည်းအယောင်စုံပုံစံစုံဒါလေးတွေကပြန်ကန်းပေါ့နော်သူလည်းအရန်လှအရန်ချစ်ဖို့ကောင်းတယ်တော့မတိလေးတွေကအစားအကုန်ရှိနိုဝီတိုရီယာလည်း boost တစ်ခုယူထားတယ်လက်မထက်ခင်ကျမ်းမာရေးစီစီတာကိုရဲ့ဒရိုးသားလောင်းဒရိုးသမီးလောင်းလေးတွေကြကြမမနဲ့နေထိုင်နိုင်ဖို့နဲ့အိမ်ထောင်ရေးဒုက္ခမှာလည်းကျမ်းမာနေဖို့အဓိကလीနော်အဲ့တော့လက်မထက်ခင်ကျမ်းမာရေးစီစီရှင်နေဆိုရင်ဝီတိုရီယာဝင်းနေစင်တာမှာစီလာစီလို့ရတယ်နော်ဟဲဒါလေးကကြော်ညာလေးတစ်ဖြက်ဒါပွဲမစားခင်အပြေးလွှာသွားပြီးဆက်စုထားတာလေ embody free time လို့ရတယ်ဆိုလို့ join မှာ embody လည်းဝင်တိုင်းခဲ့သေးတယ်ဒါကတော့တရုတ်ဆောင်နှန်းစုရည်ဆိုရယ် cream အဖာရပါskin test free စစ်ပေးနေရဆိုလို့လည်းဝင်ပြီးစစ်ခဲ့လိုက်သေးတယ် free တာပြောတာနော်အမှကြည့်လိုက်ဒေါက်တာကြီးနဲ့ပါခောက်ဆက်လေးလုပ်ပေးတာတကယ်စီနာပါပြီးတေးချလေးလုပ်ပေးတယ်တကယ်ကိုကြိုက်တယ်တွေးခဲ့တာလေးတော့အစုံပဲမင်္ဂလာဆောင်မှာထားချင်တဲ့ပန်းပုံစံလေးတွေပြီးတော့မင်္ဂလာဆောင်မှာခွဲတဲ့ cake ပုံစံလေးတွေရောအကုန်အစုံအဲ့ဒီမှာရှိတယ်ချိတ်ထမင်းအစင်လေးလည်းတော်တော်လေးလာတွေ့တယ်ဟာစလုံးနေရဆိုတဲ့အတန်လေးကြလို့တစ်ဖြက်ပြေးပြီးရိုက်ခဲ့သေးတယ်ဒါကတော့ဖြောပြေးရေးပေါ့နော်အရန်လှရပန်းလေးတွေကလည်းမီးလေးလင်းပြီးတော့တကယ်လှရအရန်ကြိုက်တယ်ဒါကတော့ညနေ9:00 နာရီခဲပွဲစပါပြီလုံးဝတော့မင်္ဂလာဝစ်စုံထက်ရုပ်ကလေးတွေကိုပဲကြည့်ရအရန်ချစ်ဖို့ကောင်းလို့ဒီဝစ်စုံလေးကတော့တော်တော်လှတာပုံတရားလိုပဲနှင်းစီပန်လေးနဲ့အယောင်လေးကလည်း baby pink လေးတော်တော်လှတယ်ဘေးကလူပါပြောလိုက်သေးတာငါမင်္ဂလာဆောင်အဲ့လိုလေးဝတ်မှာဆိုပြီးတော့လေတကယ်မနိုင်ဒါကတော့ကိုယ့်ရဲ့အချစ်တော်လေးချာလီနဲ့ဒီပါအရန်လှတယ်တကယ်ချစ်စရာလေးတတိထားမိလားတော့မသိဘူးတောက်လျှောက်ကိုလှတယ်မိုက်တယ်ချစ်ဖို့ကောင်းတယ်ဆိုတာကြီးပဲပြောနေတာဒီလုံးရဲ့အကျင့်ပဲလှပြီဆိုမရဘူးအောင်ငေးလိုက်ရမှာကြည့်လိုက်ရမှာပါဇက်ကလည်းတွတ်ရုပ်ပြီးတော့ပြောနေရမှာပြီးတော့ရှိသေးတယ်ဒါက my dreams ကနေပြီးတော့စီစဉ်ပြီးလုပ်တဲ့ပွဲပေါ့နော်လူလိုဝီတိုရီယာစီကိုလည်းအရန်ခင်တယ်လို့ပြောတယ်ပြီးတော့အဲ့ဒီ my dreams က founder ကအရန်သဘောကောင်းတယ်မင်္ဂလာဆောင်ခြင်းပြောတဲ့အားလုံးစီစဉ်ပေးမယ်လို့လည်းပြောသေးတယ်အမှကြည့်ဘယ်သူတွေလဲလို့ဒါကတော့ Titans အဖွဲ့ပါသူတို့လေးတွေရဲ့ပရိသတ်လေးလည်းအများကြီးလာတယ်ဒီအဖွဲ့ရောတေးချာမသိပေမဲ့အဖွဲ့ထက်က Rian ရောသိရပေါ့နော်ဘာလို့ဆိုသူကအရန်ချောလို့လေဒါကတော့အနီးကကြီးလာကပြတာ9 နာရီပြန်ရမှာကိုပွဲကြည့်ဖို့ခုံလဲရတော့ဝင်ပြီးကြည့်နေရတယ်9 နာရီကျော်သွားပြီပေါ့နော်ဒါတောင်ပွဲရမပြီးသေးဘူးနောက်မှအများကြီးကြံသေးရ fashion show တွေရောပါရောအကတွေရောအများကြီးကြံသေးရအဲ့ဒါတော့မကြည့်ခဲ့လိုက်ရအောင်ဒီနေ့ရောဒီလောက်ပါပဲ thanks for watching bye